ကျောင်းတိုင်းကင်းတက်ကြီးပါတာပေါင်းမျိုးနဲ့မတ်ပြုံးတီးမလူတန်းသည်တဲ့1380နဲ့ဟို88ဆိုတော့6နှစ်ကြာပြီပေါ့2564ဒီမှာကျောင်းစိတ်ခံပေါ်ရောက်ပြီဒါကမူလာတိုင်းကျောင်းဟောင်းဒီမှာဖက်နဲ့တော်ဆုံးနေပြီလူရွာထဲကလူဆုံးနေပြီဆုံးနေပြီရောက်နေလောက်ပြီနော်ဟောသူကကျောင်းဝင်လမ်းကိုတရားတက်ခင်းလိုက်တာအော်မကြီးဦးစင်နဲ့ဒီကျောင်းတက်ကြီးမအလှလုံးမှာနေကစားတင်မယ်တဲ့ဆရာနေကစားတင်နဲ့စကားကြီးဥဆိုးမြင့်မွေးနေ့အလှတဲ့သူ63နှစ်ပြည့်တဲ့63မှာတောင်ပင့်ချင်တာတဲ့ဝေယဝဆသမားတွေကမနိုင်လို့လက်လျှော့တာဘောကရှိရဟောဖနက်တွေအပေါ်မယူတော့ဘူးလေဒီမှာချွတ်ထားခဲ့ကဲရောက်ပါပြီနေကစားတင်မဲ့ဖေရစီကျောင်းနဲ့အမွေတိုင်းပုံမှန်မုံတွင်ထွန်းကြည့်ပါတဲ့ပလင်ပေါ်မပူဇော်ပါနဲ့